မိမဖြစ်သူရဲ့ယူရင်းချင်းစီအစားထိုးကူတာမှုခွဲစိတ်ခွင့်ရဖို့အတွက်ကျွန်တော်ပြန်ကားကိုရောင်းပစ်ခဲ့တဲ့ credit card တွေအကုန်လုံးကိုလည်းအကျွေးဆုံးထိချစ်တုံးခဲ့တဲ့ငွေ12သိန်းပြည့်သွားတဲ့နေ့မှာဘဏ်ကတ်ကိုကင်ပြီးငွေသွင်းကောင်တာစီကိုကျွန်တော်အပြေးလွှားသွားခဲ့တာပေါ့ဒါပေမဲ့ကတ်ထဲမှာငွေမလောက်ဘူးလို့ပြောခံရတယ်ကျွန်တော်ပြန်စစ်ကြည့်လိုက်တော့ကတ်ထဲမှာတစ်ချက်နဲ့23ပြားပဲကျန်တော့တယ်အိမ်ပြန်ရောက်တော့မိမဖြစ်သူကမျက်နှာပေါင်းတင်စိတ်ကပ်ပြီးဖုံးပွနေရင်းနဲ့ပြောတယ်ငွေတွေကိုသူမမောင်လေးအတွက်အိမ်ပိုင်ဝယ်ဖို့အကုန်ပေးလိုက်ပြီးတဲ့အိမ်မရှိရင်သူမမောင်လေးကမင်္ဂလာဆောင်လို့မရဘူးလေကျွန်တော်ကပြောလိုက်တယ်ဒါကမင်းရဲ့အသက်ကယ်ရမယ်ငွေတွေလေလို့ပေါ့သူမကတော့ဂယုမဆိုင်တဲ့အပြင်12သိန်းနဲ့တင်ပါပဲတခြားတငယ်ချင်းတွေစီကနေစုလိုက်ရင်ရတာပဲမဟုတ်လားသူမရဲ့ခွဲစိတ်မှုကိုအချိန်မဆွဲပါနဲ့လို့တောင်ပြန်ပြောသေးတယ်သူမရဲ့လှပပြင်ဆင်ထားတဲ့မျက်နှာကိုကြည့်ပြီးကျွန်တော်ရုတ်တရက်ရင်မိသွားတယ်အခုတစ်ချိန်တော့ကျွန်တော်ထပ်ပြီးအောက်မခံနိုင်တော့ဘူးလူကြီးမင်းခင်ဗျာရှင်းကတ်ထဲမှာငွေမလောက်လို့ငွေဖြတ်တာမအောင်မြင်ပါဘူးမဖြစ်နိုင်တာမင်းနောက်တစ်ချိန်ပြန်ပြီးစမ်းကြည့်ပါဦးဒီကတ်ထဲကိုလွန်ခဲ့တဲ့တနာရီကတင်12သိန်းအတိအကျလွှဲထားတာဗျာဒါကကျွန်တော်မျိုးသမီးရဲ့ရိုးရင်းချင်းစီအစားထိုးကူတာခန့်နဲ့နောက်ဆက်တွဲစောင့်ကြည့်ကူတာဖို့အတွက်အာမခံငွေတွေပါတပြားမှမလိုပါဘူးမင်းပြန်ပြီးငွေဖြတ်ကြည့်ပေးပါလူကြီးမင်းခင်ဗျာရှင်းကတ်ထဲမှာသုံးလို့ရတဲ့လက်ကျန်ငွေကတစ်ချက်နဲ့23ပြားပဲကျန်ပါတော့တယ်ဒီ12သိန်းအသက်ကယ်ငွေကိုရဖို့အတွက်ဒီ3ရက်အတွင်းမှာကျွန်တော်ယူမတက်ရုန်းကန်ခဲ့ရတာမင်္ဂလာမဆောင်ခင်ကတည်းကအပိုင်ဝယ်ထားတဲ့ပေါ်ရှိပြန်ကားကိုတောင်ဈေးကွက်ပေါက်ဈေးထက်3သိန်းလောက်လျှော့ပြီးအောက်ဈေးနဲ့စကန်တန်းကားရောင်းစင်တာမှာချက်ချင်းရောင်းချပစ်ခဲ့ရတာဗျာကျွန်တော်ရဲ့တွာလာရီကားကိုလည်းပေါင်လန်ခဲ့တဲ့ကုမ္ပဏီရဲ့နောက်ဆုံးကျန်တဲ့လက်ပတ်ငွေတွေကိုလည်းကျိုးထုတ်ခဲ့တဲ့ credit card တွေကိုလည်းအကုန်လုံးချစ်သုံးပြီးဟိုဖာဒီဖာနဲ့နောက်ဆုံးတော့12သိန်းပြည့်အောင်စုနိုင်ခဲ့တာဒါကစူဝမ်ရဲ့အသက်ပြနောက်မှလူတွေတက်စီနေကြလို့ပါရှင့်နေနဲ့ဒီငွေကိုမသွင်းတော့ဘူးလားကုသခန်းကိုမနှက်ဖြန်တခြားလူနာကိုလွှဲပေးရတော့မှာမလို့ပါကျွန်တော်ခဏနေမှပြန်လာခဲ့မယ်ကျွန်တော်အသက်နဲ့လဲပြီးရှာထားတဲ့အသက်ကယ်ငွေတွေကိုသူကအသက်25နှစ်အထိမိဘလောက်စာထိုင်စားပြီးဘာအလုံးမှမရှိအလကားနဲ့အလကားစားနေတဲ့မောင်ဖြစ်သူစီအကုန်လွှဲပေးလိုက်တယ်ပေါ့တကယ်ကိုဒေါသထွက်ဖို့ကောင်းတယ်ငါ့ကိုစေးလိုက်ကြပေါ့မောင်လေးအမေကြီးပြောပြမယ်ဒီဆိုဖာကိုတားရည်စစ်စစ်ပဲဝယ်ရမယ်ငွေကိုနှမျောမနေနဲ့မင်းကမကြခင်မင်္ဂလာဆောင်တော့မှမင်္ဂလေးဘက်ကငါတို့အိမ်ကိုမျက်နှာငယ်တယ်လို့အထင်မခံနိုင်ဘူးစိတ်ချပါအမေကြီးမြို့လေခေါင်ကစတူယန်မီတာရာ80ရှိတဲ့အခန်းကျယ်ကြီးကိုအပိုင်ဝင်နိုင်ခဲ့ပြီးအားလုံးပေါင်း7,800,000တောင်အင်္ဂရမ်မှာလဲကျွန်တော်နာမည်နဲ့ပဲလေဒါပေမဲ့အမေကြီးရောက်ဖဖြစ်သူတည်သွားရင်ဘယ်လိုလုပ်မလဲတည်သွားတော့ဘာဖြစ်လဲသူကငါယောက်ျားပဲသူ့ငွေကငါငွေပေါ်ငါတို့စုမိသားစုမှာမင်းကတူးရဲသောမျိုးဆက်လေးမင်းသားဒီအိမ်ကိုမဝယ်ရင်ကြားကမင်းနဲ့ဘယ်လိုလုပ်လက်ထက်စာချုပ်ချုပ်မှလဲအမေကြီးကမင်းကိုလူပြိုကြီးဘဝနဲ့ဒီတိုင်းကြည့်နေရမှာလားဒါပေမဲ့အမေကြီးအဲ့ဒီငွေတွေကရောက်ဖဖြစ်သူကအမေကြီးရိုးရင်းချင်းစီအစားထိုးဖို့စုပေးထားတာမဟုတ်ဘူးလားမင်းရောက်ဖကတထေးကြီးပဲသူငွေမရှာနိုင်မှာစိုးရိမ်နေတာလားသူကကက်စီနီလုံးလုံးငါအသက်အတွက်သူအပြင်မှာအတိုးကြီးနဲ့ငွေသွားချင်းရင်လည်းဘာဖြစ်လဲဘာပဲဖြစ်ဖြစ်မင်းကိုတော့စိတ်ဆင်းရဲအောင်မထားနိုင်ဘူးတကယ်ကိုအကွက်စိတ်လာကြည်လားအမေကြီးရောက်ဖလူရွန်မင်းစေးုံမှာရှိနေရမှာမဟုတ်ဘူးလားဘလို့ဖြစ်လို့ပြန်ရောက်လာတာလဲ12သိန်းအပိုင်ချမျိုးလေခေါင်ကအင်ဂျယ်ကြီးအင်ဂရမ်မာစုချန်ရဲ့နာမည်နဲ့စူဝမ်ဒီငွေတွေရဖို့ကျွန်တော်ဘာတွေရောင်းချခဲ့ရလဲဆိုတာမင်းသိရဲ့လားမင်းကဘာလို့အော်ဟစ်နေတာလဲလူယွန်မင်းကယောက်ျားတစ်ယောက်ဟုတ်ကောဟုတ်ရဲ့လားကျွန်တော်မောင်လေးကမကြခင်မင်္ဂလာဆောင်တော့မှမင်္ဂလေးဘက်ကမျိုးလေကောင်မှာအိမ်ရှိမှဖြစ်မယ်လို့အကြက်ကင်နေတာငါကမကူညီရင်ဘသူကကူညီမှလဲငါတို့ကမိသားစုတွေလေမိသားစုဟုတ်လားဒီငွေတွေကိုစုဖို့အတွက်ကျွန်တော်ပြန်ကားကိုအောက်ဈေးနဲ့ရောင်းခဲ့ရတဲ့ကုမ္ပဏီကိုပေါင်နှံခဲ့ရတဲ့ credit card တွေကိုချစ်သုံးခဲ့ရတဲ့ဈေးရုံမှာလဲဆရာဝန်ကိုမြေးလိုမြေးကန်းလိုတောင်းပန်ပြီးကုသခန်းချန်ပေးဖို့ပြောခဲ့ရတာမင်းကတော့လှည့်ထွက်သွားပြီးမင်းမောင်လေးအတွက်အိမ်ကိုအပိုင်ဝယ်ပေးလိုက်တယ်အခုဈေးရုံကောက်နေမှာတစ်ချက်နဲ့23ပြားပဲကျန်တော့တယ်အဲ့ဒါဘာဖြစ်လဲမင်းရဲ့တငယ်ချင်းတွေစီသွားပြီးခေါင်းငုံတောင်းပန်ပြီး12သိန်းလောက်ချေးလိုက်ရင်မရဘူးလားမင်းကဒီလောက်ငွေလေးတောင်မချေးပေးချင်ဘူးဆိုရင်လေငါ့ကိုအချိန်မဖြုံးနဲ့တော့ကွာရှင်းကြစို့ကောင်းပြီကွာရှင်းကြတာပေါ့လူယွမ်မင်းပါလောက်တာလဲမင်းယူသွားပြီလားအဲ့ဒီ12သိန်းကမင်္ဂလာမဆောင်ခင်ကတည်းကကျွန်တော်ရောင်းလိုက်တဲ့ပြန်ကားကရတဲ့ကျွန်တော်ရဲ့ကိုယ်ပိုင်ဆိုင်မှုပြမင်းကကျွန်တော်ခွင့်ပြုချက်မရှိပဲခိုးပြီးလွှဲပစ်လိုက်တာဒါကခိုးမှုနဲ့တရားမဝင်ရယူပိုင်ဆိုင်မှုပဲမင်းဘသူကိုခြောက်နေတာလဲငါကမင်းမနော်တရားသူကြီးကမင်းကိုမိမတယောက်ရဲ့ရပိုင်ခွင့်ကဘာလဲဆိုတာတေချာတင်ပေးလိုက်မယ်မင်းရဲ့ယောဂအတွက်ကျွန်တော်တပြားမှထပ်မဆိုင်တော့ဘူးမင်းမောင်စီပဲသွားတော့သူ့ရဲ့အိမ်ကိုရောင်းပြီးမင်းကိုကဲမတ်ကဲကြည့်လိုက်ဦးလူယွမ်မင်းဒီတကားကနေထွက်သွားရဲရင်စမ်းကြည့်လိုက်မင်းကိုလူမှုကွန်ရက်ပေါ်မှာနာမည်ဖြတ်ဖြစ်မင်းယုံလားမင်းသဘောရှိတာလို့ဒါပေမဲ့ကျွန်တော်ကတိပေးတယ်နောက်ဆိုမင်းတို့မိသားစုငါးစီကနေဝါမျိုးထားတဲ့ငွေမှန်သမျှကိုတပြားမကြံပြန်အန်ထုတ်စေရမယ်အကူချန်ကျွန်တော်မှာအမှုတစ်ခုရှိတယ်မင်္ဂလာမဆောင်ခင်ပိုင်ဆိုင်မှုကိုမယိုးမသားလွှဲပြောင်းတာတရားမဝင်သိမ့်ပိုက်တာတက်တည်အထောက်ထားခိုင်းလုံတဲ့စူဝမ်နဲ့သူမရဲ့မိသားစုကိုအဝတ်တစ်ထည်ကိုတစ်ခုလေးနဲ့အိမ်ပေါ်ကဆင်းသွားစေခြင်းနဲ့မြို့လေခေါင်ကိုသွားမယ်မင်းကောင်လေးယူသွားပြီလားဖုန်းထဲမှာတော့က6ချားစရာတွေပြောနေတာတကယ်ပဲဘာတွေဖြစ်ပျက်ခဲ့တာလဲဒီစာချုပ်တွေကိုကြည့်လိုက်ဦးပေါ်ရှိကားအဟောင်းစာချုပ်ရောင်းစေး20သိန်းအပြီးပြက်ချီထားတာဒီကားကမင်းမင်္ဂလာမဆောင်ခင်ကတည်းကဝယ်ထားတဲ့အသေးဆွဲကားမဟုတ်ဘူးလားဘလို့ဖြစ်လို့အောက်ဈေးနဲ့ရောင်းလိုက်ရတာလဲအောက်ကိုဆက်ကြည့်လိုက်ဒီနေ့နေ့လယ်2:30မိနစ်မှာမင်းရဲ့အကောင့်ထဲကိုငွေတွေအများကြီးဝင်လာတဲ့စုစုပေါင်း12သိန်းနေ့လယ်2:35မိနစ်မှာတော့အဲ့ဒီအကောင့်ကနေစုချန်ရဲ့အကောင့်ထဲကို12သိန်းအတိအကျလွှဲလိုက်တယ်လက်ကျန်ငွေကတစ်ချက်နဲ့23ပြားစူဝမ်သူယူသွားပြီလားသူကယောဂတဲတန်ဖြစ်နေတာလေဒီငွေကမင်းအသက်နဲ့လဲပြီးစုထားတာကိုသူမကသူမမောင်လေးစီလွှဲပေးလိုက်တယ်ဆိုတာဘာသဘောလဲ
မြို့လေခေါင်ကစတူရန်မီတာရာ80ရှိတဲ့အိမ်ကိုမောင်ဖြစ်သူနာမည်နဲ့အပိုင်ဝယ်ပေးလိုက်တာမောင်ဖြစ်သူမင်္ဂလာဆောင်ဖို့မင်္ဂလိဘက်ကအိမ်တောင်းလို့တဲ့သူမကကျွန်တော်ကိုအပြင်မှာအတိုးကြီးနဲ့ငွေသွားချေပြီးသူမကိုစိတ်ကူပေးဖို့ပြောတယ်ဒါကတတဆန်ယုံတင်မကတော့ဘူးကျွန်တော်အသက်ကိုပါရန်ရှာနေတာပြောစမ်းပါဦးမင်းဘယ်လိုလုပ်ချင်လဲပထမဆုံးအနေနဲ့ကျွန်တော်ငွေတွေပြန်လို့ခြင်းနဲ့ဒီငွေတွေကမင်္ဂလာမဆောင်ခင်ကပိုင်ဆိုင်မှုကိုရောင်းထားတာမလို့လင်မယားပူးတွဲပိုင်ဆိုင်မှုမဟုတ်ဘူးသူကကျွန်တော်သဘောတူညီချက်မရှိပဲခိုးပြီးလွှဲလိုက်တာဥပဒေအရဘယ်လိုရေးယူလို့ရလဲဥပဒေပုံမှန်ရဆိုရင်တော့ခိုးမှုမြောက်နိုင်တယ်